တဲ့ကြက်ခိုင်မှုကိုဘယ်လိုတိဆောက်ကြမလဲခက်ခဲပင်ပန်းတဲ့လေ့ကျင့်ခန်းတွေအတွက်ခက်ခဲတဲ့ဘဝရဲ့စိတ်ပိုင်းတွေအတွက်ဒါမှမဟုတ်စစ်ဘက်ဆိုင်ရာသင်တန်းတွေအတွက်ပဲဖြစ်ဖြစ်ထိတ်တန်းအားကစားသမားတွေအတွက်ပဲဖြစ်ဖြစ်မြည်သည့် level မှာမဆိုစိတ်တဲ့ကြက်ခိုင်မှုကိုဘယ်လိုတိဆောက်ကြမလဲဒီနေ့မှာတော့ကျွန်တော်ခင်ဗျားတို့နဲ့တူအချက်အချုပ်ကိုစနေတောင်းမှာဖြစ်ပါတယ်အဲ့ဒါကတော့သင်ရဲ့စိတ်သက်ကြံ့ခိုင်မှုကိုဘလို့တိုးမြင့်ပြီးမွေးမြူနိုင်မလဲဆိုတာပါပဲအခုပြောပြပေးသွားမယ့်အချက်တွေကတော့စပူထမ်းမှုအတွက်တကယ်ကိုဇေယျထက်သန်နေတဲ့လူတွေရှိမှချက်တူတဲ့တခြားလူတွေနဲ့ပူးပေါင်းခြင်းတဲ့လူတွေပြီးတော့စပူထမ်းဖို့အတက်နိုင်ဆုံးအစဉ်သင့်ဖြစ်အောင်ပြင်ဆင်နေတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ပထမဆုံးတတိပြုရမယ့်အရေးကြီးဆုံးချက်ကတော့အကယ်၍သင်မှာကြီးမားတဲ့ပန်းနိုင်တစ်ခုရှိနေမယ်ဆိုရင်အဲ့ဒါကခက်ခဲတဲ့ပန်းနိုင်တစ်ခုဖြစ်နေမှာပါတကယ်ကိုစိန်ခေါ်မှုများတဲ့ပန်းနိုင်တစ်ခုဖြစ်လာမှာဖြစ်တယ်အဲ့ဒီခါမှာသင်ကအဲ့ဒီပန်းနိုင်ကိုစိတ်မသက်မသာဖြစ်စရာတွေအများကြီးရှိလာမယ်နာကျင်မှုတွေအများကြီးထွန်းတွဲနေလိမ့်မယ်ဆွတ်လွတ်လင့်နာခံမှုတွေအများကြီးရှိလာမယ်ဆိုတာကိုလက်ခံထားရပါမယ်ဒါကြောင့်မလို့လူဖွဲ့အစည်းရဲ့69%သောလူတွေသတ်မှတ်ထားတဲ့ခက်ခဲပင်ပန်းတဲ့အရာတွေကိုတကယ်တည်းမအောင်မြင်နိုင်ကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လူတိုင်းကတတောင့်တတဘဝကိုပဲလိုချင်ကြလို့ပါ။ကျွန်တော်တို့ဟာအစင်သင့်စားသုံးလို့ရတဲ့ရင်ကျေးမှုထဲမှာရှင်သန်နေကြတာပါ။သင်လက်ထဲမှာပုံတလုံးရှိုံနဲ့တင်သင်လိုချင်တဲ့အချိန်တိုင်းစိတ်ကျဉ်တတ်မှုတွေကိုရယူနိုင်နေတာပါ။ဥပမာဒိုမီနိုပီဇာမှာယုံလိုက်နေတဲ့တင်မိနစ်20အတွင်းမှာသင်အိမ်ကိုအရောက်ပို့ပေးနေတာပါလူတွေကလွယ်ကူတဲ့ဘဝကိုပဲရှာဖွေနေကြတာပါကဲ၍သင်ကဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တော့သင်ကသူတို့နဲ့မတူကွဲပြားတဲ့စိတ်ဓာတ်မျိုးရှိနေလို့ပါပဲပြီးတော့ဒီလိုလွယ်ကူတဲ့ဘဝမျိုးကသင်ကိုစိတ်ကျဉ်တတ်မှုမပေးနိုင်ပါဘူးသင်ကကိုယ့်ကိုယ်တွန်းအားပေးခြင်းနဲ့သင်ဘဝမှာလည်းပိုပိုကြီးမားတဲ့ဘာနိုင်တစ်ခုရှိတယ်အဲ့ဒါကြောင့်မလို့လဲအဲ့ဒီຢာကကြီးမားတဲ့ဆွလွတ်နေတာခံမှုနဲ့တူကြီးမားတဲ့နာကျင်မှုကိုရယူသွားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ပထမဆုံးအကြံပြုချက်ကတော့စိတ်မသက်မသာဖြစ်မှုတွေကိုရင်ဆိုင်လက်ခံလိုက်ဖို့ပါပဲသင်သတိထားမှာကဥပမာအားဖြင့်သင်ကအထူးတစ်ဖက်ဝင်စိမ်းရောင်အထုပ်ကိုရယူတော့မယ်ဆိုရင်စိတ်မသက်မသာဖြစ်စရာတွေအများကြီးကြုံတွေ့ရလိမ့်မယ်နာကျင်မှုတွေအများကြီးရှိလာလိမ့်မယ်နာကျင်စရာကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်လာမယ်ဆိုတာကိုပထမဦးဆုံးလက်ခံထားရပါမယ်သင်္นานသားအသစ်တွေကိုစစ်မြေပြင်မှာပထမဦးဆုံးတွေ့ရတဲ့အခါသူတို့အားလုံးကြီးနေကြတာကိုသင်တွေ့ရပါလိမ့်မယ်သူတို့ရေအိုင်တွေကိုရှောင်ကွင်းပြီးအဲ့လိုမျိုးပြေးကြတာပါပဲဒါပေမဲ့ရဲတရက်ဘက်10ဘက်အရောက်မှာတော့သူတို့ကရေအိုင်တွေကိုဖျက်ပြီးတက်တက်မတ်မတ်ပဲပြေးသွားကြတော့တာပါသူတို့ကခြေထောက်တွေရေဆိုးကုန်လဲယူမဆိုင်ဘူးဒီစိတ်မသက်မသာဖြစ်မှုကိုပဲအတုရင်ဆိုင်လိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပါသင်ကတင်တန်းကာလအတွင်းတဖြည်းဖြည်းနဲ့ရှေ့ဆက်တိုးလာတာနဲ့မျှတင့်ကိုတရားမှုရှိသေးတဲ့အရာတွေကနဲတဲ့ထက်နဲလာပါလိမ့်မယ်လူတွေကတင့်ကိုလာပြောကြလိမ့်မယ်မင်းခုကြုံတွေ့ရတော့မဲ့ကျဲတဲ့ဘက်ကတင်တန်းတစ်ခုလုံးမှာခက်ခဲဆုံးအပတ်ပဲဆိုပြီးတော့ပေါ့အဲ့ဒီတော့ပထမဆုံးတည်ထားရမှာကတင်တန်းရဲ့ပထမဆုံးကျဲတဲ့ဘက်10ဘက်မှာတော့တင်ကစိုးရင်ပူပန်မှုတွေရှိနေပါလိမ့်မယ်ဒါပေမဲ့ကျဲတဲ့ဘက်25ဘက်အရောက်မှာတော့သင်ကဂရုတော်မစိုက်တော့ဘဲနဲ့ဒီလိုပုံစံဖြစ်သွားပါလိမ့်မယ်အေးလေဘာပဲဖြစ်ဖြစ်ပါအားလုံးကစုပ်ပြတ်တက်ပြီးနာကျင်စရာကောင်းနေတာပဲငါဒါကိုချက်ကြော်သွားရုံပဲဆိုပြီးတော့ဒါကြောင့်သင်ခုစတင်တော့မဲ့ခရီးလမ်းရဲ့စိတ်မသက်မသာဖြစ်မှုတွေကိုပြေဝရင်ဆိုင်လက်ခံလိုက်ပါသင်ခုရှင်းပြရတော့မဲ့ခက်ခဲတဲ့လေ့ကျင့်ခန်းတွေကိုလည်းလက်ခံရင်ဆိုင်လိုက်ပါဟုတ်တယ်ဒီလေ့ကျင့်ခန်းကငါ့ကိုနာကျင်မှုတွေပေးလိမ့်မယ်ငါခံစားရလိမ့်မယ်အဲ့ဒါတွေကငါခြေထောက်တွေကိုပျောက်ခွေသွားစေလိမ့်မယ်ငါအဆုတ်တွေလည်းပေါက်ထွက်မတက်ဖြစ်ပြီးငါမောဟနေလိမ့်မယ်ဆိုတာကိုအသာတကြီးပဲလက်ခံလိုက်ပါအကြိတ်ခံလိုက်ပါဒုတိယအချက်အနေနဲ့ကတော့တိုးတက်လို့တဲ့စိတ်နေသဘောထားကိုဝေယူပါဥပမာအဖြစ်မြင်အောင်ကြည့်ရမယ်ဆိုရင်ဒီလိုနာကျင်စရာကောင်းတဲ့လေ့ကျင့်ခန်းတွေဒီလိုခက်ခဲတဲ့အချိန်တွေကိုသင်ရဲ့စိတ်နေသဘောထားကိုပုံမတွန်းအားပေးပြီးတိုးတက်အောင်လုပ်ဖို့အခွင့်အရေးတစ်ခုဖြစ်ရှုမြင်ပါကျွန်တော်တို့အရင်ကဆွေးနွေးခဲ့သလိုပါပဲလူအများစုကတော့လွယ်ကူတဲ့ဘဝနဲ့တင်ကျင့်နေကြတာများပါတယ်သိတယ်ဗလားအင်ကြီးအင်ကောင်း
ကားကောင်းကောင်းနဲ့ငွေကြေးမြောက်များကိုတက်နိုင်ဆုံးအလုပ်အနည်းဆုံးလုပ်ပြီးရယူချင်နေကြတာပါဒါပေမဲ့တင်ကတော့သူတို့နဲ့မတူတဲ့စိတ်ဓာတ်မျိုးရှိနေတာပါတင်ကအဲ့ဒီစိတ်တွေသဘောထားကိုပြောင်းလဲရပါမယ်ဒုဖွဲ့အစည်းနဲ့မတူကွဲပြားတဲ့စိတ်တွေသဘောထားမျိုးရှိရပါမယ်အခြေခံအားဖြင့်တင်ကဒီလိုတွေးရပါမယ်ဟုတ်ပြီငါပို့ပြီးတိုးတက်လာဖို့အတွက်ငါအကျိတ်နဲ့စူးစမ်းရမယ်ငါကပြင်းပြင်းထန်ထန်တွန်းအားပေးရမယ်ငါပို့ပြီးပြပန်းစင်းရဲလေးငါအတွက်ပို့ပြီးတိုးတက်မှုတွေရရှိလေးပဲဖြစ်မှာပဲဆိုပြီးတော့တွေးနေရမယ်ဒါကတင်ရဲ့ပကတိစိတ်အနေထားဖြစ်ရပါမယ်တတိယအချက်အနေနဲ့ကတော့သေးငယ်ပြီးအောင်မြင်နိုင်မဲ့လုပ်ငန်းဆောင်တာတွေကိုသတ်မှတ်ပါအဲ့ဒါကတင်ရဲ့နောက်ဆုံးပန်းတိုင်းဟာထိပ်တန်းအဆင့် professional စာချုပ်တစ်ခုရယူနိုင်ဖို့ဖြစ်တယ်လို့ဒါမှမဟုတ်လဲအထူးတစ်ဖက်ဝင်အစိမ်းအောင်အထိုးရယူဖို့လေထီးတစ်ဖက်ဝင်ညိုရောင်အထိုးရယူဖို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့တင်ကအဲ့ဒီအရာတွေကိုပိုပြီးသေးငယ်တဲ့လုပ်ငန်းဆောင်တာတွေဖြစ်ခွဲခြမ်းစိတ်ဖြာရပါမယ်ပိုပြီးသေးငယ်တဲ့ပန်းတိုင်းတွေဖြစ်ပေါ့ဥပမာယခုကာလကနေနောက်3လပိုင်းထိပန်းတိုင်းတစ်ခုနောက်3လကနေ6လပိုင်းထိပန်းတိုင်းတစ်ခုပြီးတော့နောက်6လပိုင်းအထက်ပန်းတိုင်းတစ်ခုစသည်ဖြစ်ပေါ့ကျွန်တော်တို့ရဲ့တူးချင်းအလိုက်လေးချိန်ကန်စီစဉ်နေမှာအဲ့လိုမျိုးသူ့ပိုင်းနဲ့သူခွဲခြားပြီးတော့ဒီမှချက်အသေးလေးတွေလှုပ်ဆောင်ပေးရပါလိမ့်မယ်စရုပ်ထအချက်အနေနဲ့ကတော့ခီးလန်းကိုစိတ်ကူးပုံဖော်ကြည့်ဖို့ပါပဲဆိုလိုတာကတော့ဒါကျွန်တော်ရဲ့ခေါင်းပေါ်မှာအဲ့ဒီအစိမ်းရောင်အုတ်ထုပ်ကိုပထမဦးစိန်စောင်းလိုက်ရတဲ့အခါမှာဘယ်လိုခံစားရမလဲကျွန်တော်အာကျင်မှုတွေပြင်းထန်ခံစားနေရချိန်3ရက်လောက်အေးရေးပြတ်ထားခြင်းပြီးတော့စစ်မြေပြင်ထဲရောက်နေတဲ့အချိန်မျိုးမှာတော့ငါဒါကိုလိုချင်သေးရဲ့လားသိတယ်မလားဒီကိုယ်လုံးရွှဲရွှဲဆိုရပတ်နေတဲ့ချိန်စစ်တပ်အတွက်စင်သင့်ဖြစ်အောင်အဲ့လိုပြန်ပန်းဆင်းရတဲ့ဒေးချင်ကန်းတွေကိုလှုပ်ဆောင်နေရတဲ့ချိန်မှာတော့ငါဒါကိုလိုချင်သေးရဲ့လားဆိုတာမျိုးပေါ့မိမိကိုယ်ကိုပြုသဘောဆောင်တဲ့စကားလုံးတွေပဲပြောဆိုပါတင်ကြည့်လိုက်မယ်ဆိုရင်ဝိုက်တန်အသီးသီးကကမ္ဘာလက်ဝှေ့ချန်ပီယံတွေဖြစ်တဲ့မိုဟာမက်အလီမိုက်တိုင်ဆန်မေဝဲသာတို့ဟာသူတို့ကိုသူတို့ငါအကောင်းဆုံးပဲငါအကြီးမြတ်ဆုံးပဲဆိုပြီးတော့အများအားပြောလို့ရှိကြတယ်ပြီးတော့သူတို့ကအဲ့ဒီစကားလုံးတွေနဲ့အတူစ조사အထောက်မှုကိုပါဒွန်တွဲလှုပ်ဆောင်ကြတယ်ဒါပေမဲ့သူတို့ကမိမိကိုယ်ကိုအပြုသဘောဆောင်တဲ့စကားတွေကိုတော့အများအားထည့်သွင်းပြောဆိုနေကြတာဖြစ်တယ်နောက်ဆုံးမှာတော့သူတို့ကတကယ်ကိုအကောင်းဆုံးနေဖြစ်လာကြတာပါပဲသူတို့ကတကယ်ကိုကြီးမြတ်ဆုံးနေဖြစ်လာကြတယ်ဒါကြောင့်အကယ်၍သင်ကဒါကိုမလုပ်နိုင်ဘူးဒါမှမဟုတ်ငါဘယ်တော့မှသူ့လောက်တော်လာပါမဟုတ်ဘူးဒါမှမဟုတ်ဟာဒေးဗစ်ကော့ဖ်ကင်းကိုကြည့်ပြီးတော့ငါဘယ်တော့မှအဲ့လိုဖြစ်လာမှာမဟုတ်ဘူးလို့အမြဲတမ်းပြောနေမယ်ဆိုရင်တော့ဟုတ်ပါတယ်သင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သင်ကကိုအဲ့လိုကန့်သတ်ချက်တွေပိတ်ပင်ပြောဆိုနေပြီအဲ့ဒါကပဲသင်မှာရှိနေမဲ့စိတ်နေသဘောထားဖြစ်သွားလို့ပါတကယ်တော့လူတယောက်လုံနိုင်ရင်နောက်လူတယောက်လည်းလုံနိုင်တာပါပဲသိတယ်မလားတကယ်၍သူလုံနိုင်နေဆိုရင်ငါသာသေချာအထုတ်ကြိုးစားမယ်ဆိုရင်ကိုစိန်ခေါ်ပြီးပြင်းထန်ကြိုးစားမယ်ဆိုရင်ငါလည်းလုံနိုင်တာပါပဲဒါကသင်ထားရှိရမယ့်စိတ်ဓာတ်မျိုးဖြစ်ပါတယ်ဘဝင်မြင့်တာဒါမှမဟုတ်မာမာနာထောင်လာတာမျိုးမဟုတ်ပဲငါလုံနိုင်နေဆိုတဲ့ကိုရှောင်ကျဉ်မှုမျိုးပါအဲ့ဒီလိုနဲ့သင်မျှော်မှန်းထားတဲ့ပန်းတိုင်းကိုရောက်လန်းနိုင်မှာဖြစ်တဲ့နံပါတ်6အနေနဲ့စိတ်ဓာတ်ကြက်ခိုင်မှုကိုဝင်းမြူဖို့အတွက်ကျွန်တော်တို့ကိုနာကျင်မှုတွေကြားတဲ့ထည့်သွင်းပေးရပါမယ်အပြင်းထန်ကြိုးစားရမယ်စိတ်မတက်မတာဖြစ်မှုတွေကိုရင်ဆိုင်ရမယ်ပြီးတော့ပန်းတိုင်းတစ်ခုကိုရရှိဖို့အတွက်နာကျင်မှုကဒွန်တွဲနေမှာပဲဆိုတာကိုကျွန်တော်တို့အလေးနဲ့သတိပြုမိဖို့လိုပါတယ်အဲ့ဒါကိုတကယ်အာရုံစိုက်ပြီးပန်းတိုင်းတွေနဲ့အဲ့ဒီပန်းတိုင်းစီဘယ်လိုသွားရမလဲဆိုတာကိုရှင်းမှတ်ထားပါအဲ့ဒီလိုရည်မှန်းချက်တွေထားရှိပါကိုပြန်လည်သုံးသပ်ပါတကယ်ကိုရိုးသားပွင့်လင်းစာသုံးသပ်ပြီးကိုယ့်ရဲ့အားနည်းချက်တွေအကြောင်းကိုဆွေးနွေးပါဥပမာငါလောလောဆယ်ငါရဲ့အားနည်းချက်ကဘာလဲငါဘေးရာကိုအရင်တိုက်ခိုက်ရမလဲငါဘာကိုပိုကောင်းအောင်လုပ်ဖို့လိုလဲဆိုတာမျိုးပေါ့အဲ့ဒီလိုဒီနဲ့ပဲစိတ်သက်ကြက်ခိုင်မှုကိုဝယ်ပြသွားရမှာပါသိတယ်မလားငါအေးတံကိုမုန်းတယ်အဲ့ဒါကိုငါလုပ်ရမှာကကိုသွားပြီးစင်ခေါ်ရမယ်ပြီးတော့
အေးရန်ကြတဲ့ကိုထည့်ထားရမယ်မိုးရွာတဲ့အခါကျရင်လေငါမိုးရွာတာကိုမကြိုက်ဘူးအဲ့ဒါကြောင့်ငါအပြင်ထွက်ပြီးမိုးရေထဲမှာကျင်သားရအောင်လုပ်ရမယ်အဲ့လိုမျိုးသင်ကကိုအားနေတဲ့အရာပေါ်မှာစစ်တဲ့ကြက်တိဆောက်နေတာဖြစ်တယ်နောက်ဆုံးအဲ့ဒီအရာတွေကပဲအာသာချက်ဖြစ်လာတဲ့အထိတိဆောက်ယူနေရမှာဖြစ်ပါတယ်နံပါတ်9အနေနဲ့ကတော့ကိုယ့်ထက်တာလွန်ထက်မြက်တဲ့သူတွေနဲ့ဝေးရန်ထားပါဒီလိုပုံစံမျိုးပေါ့တဲ့ဒီတာကကျင်မှာလာကစားနေတဲ့တော်ဝင်ရေချောင်းတစ်ဖွဲ့ဝင်ဟောင်းတယောက်ရှိကောင်းရှိနိုင်ပါတယ်တင်သူ့ကိုကြည့်လိုက်တာနဲ့တကယ်ကိုကြက်ခိုင်တန်ဆွမ်းတဲ့လူတယောက်ဖြစ်မြင်ရပါလိမ့်မယ်သူနဲ့အတူတူကစားခွင့်ပြုဖို့သူ့ကိုတောင်းဆိုလိုက်ပါသူနဲ့အတူကော်ဖီတောက်ဖို့ဖိတ်ခေါ်ပြီးသူ့စီကအကြံဉာဏ်ကောင်းတွေတောင်းခံပါသိတယ်မလားကျွန်တော်တို့ကတော့ကိုယ့်ထက်တာလွန်ပြီးကိုတင်ယူလို့ရမယ့်လူမျိုးကိုအမြဲရှာဖွေထားလိရှိပါတယ်အဲ့ဒါကစီးပွားရေးအမြင်အရဖြစ်ဖြစ်တကိုယ်ရေးတိုးတက်မှုအမြင်အရဖြစ်ဖြစ်ဒါမှမဟုတ်သူတို့ကကျွန်တော်ထက်ပိုတော်တဲ့နီးပြတစ်ယောက်ဖြစ်နေလို့ပဲဖြစ်ဖြစ်ပေါ့ပြီးတော့ကျွန်တော်သူတို့စီကနေတင်ယူဖို့ကြိုးစားပါတယ်ဒီနေရာမှာထားရှိရမယ့်အလွန်ကောင်းမွန်တဲ့စိတ်တွေသဘောထားကတော့တင့်အထက်မှာတင်ယူပြီးတိုးတက်နိုင်မဲ့သူတယောက်ရှိနေဖို့ပါပဲတစ်ဘေးနားမှာတော့တင်နဲ့အစင်တန်းချင်းတူပြီးချင်းအားပေးတွန်းအားပေးနိုင်မဲ့ဘော်တယောက်ရှိနေဖို့ပြီးတော့တင်းအောက်မှာလည်းတင်းအားပေးပြင့်တင်ပေးနိုင်ပြီးတကယ်ပဲကုညီပံ့ပိုးပေးနိုင်မဲ့သူတယောက်ရှိနေဖို့ပါပဲအကယ်၍တင့်မှာအဲ့ဒီလိုမျိုးကဏ္ဍ၃ခုစလုံးကလူတွေရှိနေမယ်ဆိုရင်တော့ဒါဟာကဏ္ဍစုံမှာတင့်ကိုယ်တိုင်တိုးတက်စေမဲ့အလွန်ကောင်းတဲ့ဒီလန်ပါပဲနောက်ဆုံးချက်အနေနဲ့ကတော့ဒီလိုအရာတွေကိုအချိန်ယူရတယ်ဆိုတာကိုနှလုံးသွင်းထားဖို့ပါပဲစိတ်ဓာတ်ပုံမိုးကြက်ခိုင်လာဖို့စိတ်ဓာတ်ပုံမိုးခံနိုင်ရရှိလာဖို့ကအချိန်ယူရပါတယ်ခက်ခဲတဲ့လေ့ကျင့်ခန်းတွေလိုအပ်တယ်လို့တင့်စီကအများကြီးပေးဆက်ရမှာပါဒီအရာတွေကတကြတဲ့နဲ့ဖြစ်လာတာမဟုတ်သလိုလေ့ကျင့်ခန်း2ချိန်3ချိန်လောက်နဲ့တင်ပြီးသွားတာမျိုးမဟုတ်ပါဘူးဒါကရတရဘတ်တွေလားတွေနှစ်ချီကြာတက်ပြီးတော့အမြဲတမ်းလည်းပုံမိုးတိုးတက်ဖို့အခွင့်အရေးရှိနေတာဒါပေမဲ့ပထမဆုံးတင်လို့ရမယ့်အရာကတော့အဲ့ဒီတဲကိုခြေလန်းစတင်လိုက်ဖို့ပါပဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေကိုယူပြီးလက်တွေ့စတင်သုံးချကြည့်ပါသူတို့ကိုမှတ်စုစာအုပ်ထဲမှာရေးမှတ်ထားနိုင်တယ်လို့အချက်တစ်ခုချင်းစီလိုက်လက်တွေ့ဘလို့ဖောင်းထဲဖော်ရမလဲဆိုတာကိုသိတာနိုင်ပါတယ်ငါပို့ပြီးပြင်ပန်းဆင်းရဲတဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်သလားဇာတိဥဒုဆိုရနေချိန်မှာအပြင်ထွက်ပြေးဖို့လိုအပ်သလားဒါမှမဟုတ်ငါစောစောအိယာထားဖို့လိုအပ်သလားရေခဲနေတဲ့ချိန်မှာဒီချိုးဖို့လိုအပ်သလားစသည်ဖြစ်ပေါ့ဘလို့အရာပဲဖြစ်ဖြစ်သင်ရဲ့တကိုယ်ရည်ဘဝမှာဒါကိုစတင်ပြောထောင်နိုင်ပါတယ်ပြီးတော့အောင်မြင်မှုအများကြီးရရှိထားပြီးသင်အားကြအထူးယူရတဲ့အဲ့ဒီလိုလူတွေကိုမြင်ရတဲ့အခါအကယ်၍သင်ကတကယ်ပဲစူးစမ်းအထောက်ခြင်းနဲ့တကယ်ပဲပြင်ပန်းခံခြင်းနဲ့ပြီးတော့တတောင်တတာရှိမှုကိုဆွလွတ်ဖို့တကယ်ပဲစင်စစ်ဖြစ်နေမယ်ဆိုရင်တော့သင်ကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကိုသိထားဖို့လွန်အရေးကြီးပါတယ်ဗျာ